မင်္ဂလာပါအကောက်ပြက်သွားလို့အန်ဒီဘ ഹു တုရရှိတဲ့စကားလေးတွေကိုမမျှဝေရတာတောင်မှပဲတက်လောက်လောက်ရှိသွားပြီเนาะဒီအကောက်ကနေအန်ဒီဘ ഹു တုရရှိတဲ့စကားလေးတွေကိုမျှဝေပေးပါမယ်တရင်လဲကျွတ်ပြီပေါ့เนาะအခုဆိုဥပုပ်ကနောက်တစ်ပတ်ပဲရှိတော့တယ်ပေါ့ဝါလာကင်းလွတ်တဲ့တရင်ကျွတ်အခါသမယမှာမိရီဖားတွေကိုတားငယ်သမီးငယ်မောင်ငယ်ညီမငယ်တို့တွေဟာကြော့ရမယ်အချိန်ကိုရောက်နေပါပြီအဲ့ဒီတော့ငါကတော့အဖေနဲ့မခေါ်လို့ငါကတော့အမေနဲ့မခေါ်လို့ဒီလိုမလုပ်ပါနဲ့ခေါ်သည်ဖြစ်စေမခေါ်သည်ဖြစ်စေလက်ဖက်တရိုးပဲဖြစ်ဖြစ်ကွန်းတရားပဲဖြစ်ဖြစ်မိဘတွေကိုတွားပြီးတော့ကြော့တဲ့ဟာကောင်းသောယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်ဘသူမှလာကြော့တာကိုဘယ်မိဘမှသွားမလားနဲ့နင်းမလားနဲ့ငါမလားအဲ့လိုမပြောပါဘူးမခေါ်ပေမဲ့မိဘနဲ့သားသမီးခေါ်သည်ဖြစ်စေမခေါ်သည်ဖြစ်စေအဲ့ဒီလိုတွားကြော့လိုက်တဲ့အချိန်မှာမိဘတွေရဲ့မျက်ရည်နဲ့ပီတိအပြုံးကိုမင်းတို့သားငယ်သမီးငယ်မောင်ငယ်ညီမငယ်တွေမြင်ရတဲ့အခါမှာနှလုံးစိတ်ဝမ်းကိုအေးချမ်းပါလိမ့်မယ်ဘလို့ပဲခေါ်မခေါ်သွားကြော့ရင်မိဘအော်ငါသားကြီးလာကြော့တယ်ငါသမီးလာကြော့တယ်ဆိုပြီးတော့အဲ့လိုမျက်ရည်ချအပြုံးနေနဲ့လက်ခံကြပါတယ်ကိုယ့်ရဲ့ရှိတဲ့အပြစ်ကြွေးဝေကြွေးတွေကိုမိဘတွေကိုကာယကံဝစီကံမနောကံနဲ့ပြင်မမြင်ခွင့်လွတ်ပါလို့ပြောတဲ့အချိန်မှာမိဘတွေကသားတွေသမီးတို့ဘယ်တော့မှအပြစ်ယူတဲ့မိဘမရှိပါဘူးခွင့်လွတ်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်းဟာဝစ်တွေကြွေးတွေဝေကြွေးတွေရှိရင်တော့မှပဲအကုန်မကြေတောင်သုံးပုံတပုံကတော့ကြေပါတယ်သားငယ်သမီးငယ်လေးတွေကိုလည်းမိဘတွေအဖိုးဖွားတွေကြော့တဲ့နေရာမှာခေါ်သွားပါသူတို့ကတော့မုံဘိုးရလို့ပြောတယ်ပေါ့နော်အဖိုးတွေအဖွားတွေကမုံဘိုးရလို့ပေးလိုက်လို့ပြောတယ်ဒီအပြောကနေတနေ့နေ့တစ်ချိန်ချိန်မှာဒါရီယာဒီကလေးတွေအတွက်ကုသိုလ်တွေဖြစ်လာကြပါလိမ့်မယ်ဖုံဖုံတစ်ပါးကဟောထားတာပေါ့နော်ဒါရီယာလူကြီးတွေကတော့သိပါတယ်အခုနောက်ကလေးတွေကမသိကြဘူးပေါ့နော်ဖုံဖုံတစ်ပါးကိုဝါလာကင်းလို့တရင်ကျော်အခါသမယမှာပေါ့နော်မျက်နှာတုပ်ပေါ်ဝါကြီးကိုတွားကြောတော့ဖုံကြီးကဒါပါလောက်ထားလဲတကားဆိုတော့လာကြောတာပါတဲ့မင်းအမေကိုကြော့ပြီးပလားဆိုတော့တပြည့်တော့အမေနဲ့မခေါ်လို့ဆိုတော့ဖုန်းကြီးကကြိမ်လုံးကင်ပြီးတော့ကို့မွေးထုတ်ထားတဲ့အမေကိုမင်းကမခေါ်ရကောင်းလားတဲ့နော်မိဘကိုကြော့ပြီးမှသာလျင်ငါ့ကိုလာကြော့လဲလို့အဲ့လိုဖုံဖုံကဆူဆုံးမလိုက်ပါတယ်အဲ့တော့ဟိုငါနဲ့ကတော့မခေါ်ဘူးသမီးလို့သူနင်းသွားတမက်ကမလိုက်ထားလို့ဒါမျိုးတွေလည်းမလုပ်ပါနဲ့ချွေးမလည်းရှင်းသွားကြော့ကြီးကျမမလိုက်ဘူးဆိုပြီးချွေးမလို့သူကလည်းမလုပ်ပါနဲ့အဲ့ဒီရောက်ခမတွေကတမက်တွေပဲဖြစ်ဖြစ်ချွေးမတွေပဲခေါ်မခေါ်လာပြီးတော့ကြော့တာနဲ့နောက်ခိုင်းငါတမက်ကငါလာကြော့တယ်ငါချွေးမငါလာကြော့တယ်ဆိုတဲ့အပြုံးကိုသားငယ်သမီးငယ်တို့မြင်ရမှာပါအားလုံးအန်ဒီပြောတဲ့စကားလေးတွေကိုဘ ഹു တုဒတစ်ခုရမယ်လို့ထင်ပါတယ်နော်အားလုံးလည်းမျှဝေပေးပါကျေးဇူးတင်ပါတယ်အန်ဒီစကားလေးတွေကိုနားထောင်ပေးလို့ကို့မွေးထုတ်ထားတဲ့အမေကိုမင်းကမခေါ်ရကောင်းလားတဲ့နော်မိဘကိုကြော့ပြီးမှသာလျင်ငါ့ကိုလာကြော့လဲလို့အဲ့လိုဖုံဖုံကဆူဆုံးမလိုက်ပါတယ်အဲ့တော့ဟိုငါနဲ့ကတော့မခေါ်ဘူးသမီးလို့သူနင်းသွားတမက်ကမလိုက်ထားလို့ဒါမျိုးတွေလည်းမလုပ်ပါနဲ့ချွေးမလည်းရှင်းသွားကြော့ကြီးကျမမလိုက်ဘူးဆိုပြီးချွေးမလို့သူကလည်းမလုပ်ပါနဲ့အဲ့ဒီရောက်ခမတွေကတမက်တွေပဲဖြစ်ဖြစ်ချွေးမတွေပဲခေါ်မခေါ်လာပြီးတော့ကြော့တာနဲ့နောက်ခိုင်းငါတမက်ကငါလာကြော့တယ်ငါချွေးမငါလာကြော့တယ်ဆိုတဲ့အပြုံးကိုသားငယ်သမီးငယ်တို့မြင်ရမှာပါအားလုံးအန်ဒီပြောတဲ့စကားလေးတွေကိုဘ ഹു တုဒတစ်ခုရမယ်လို့ထင်ပါတယ်နော်အားလုံးလည်းမျှဝေပေးပါကျေးဇူးတင်ပါတယ်အန်ဒီစကားလေးတွေကိုနားထောင်ပေးလို့